ဒီဟင်းချက်တဲ့နေရာမှာသုံးတဲ့ပစ္စည်းဆက်မျိုးရဲ့နာမည်ကိုအင်္ဂလိပ်လိုသိတယ်ဆိုရင်တော့သင်ကဆရာကြီးပါမသိသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ရအောင် paprika အယောင်တင်မုတ် oyster sauce ခရုစီ fish sauce ငံပြာရည် soy sauce ပဲငံပြာရည် MSG monosodium glutamate အချိုမုတ် vinegar ရှာလကာရည် tamarind powder နနွေးမုတ် dry shrimp powder ပစွန်ကြောက်မုတ် shrimp ဆိုတာကတော့ပစွန်စိတ်လေးတွေကိုပြောတာပါ dry shrimp powder ဆိုတော့ပစွန်ကြောက်မုတ် chili powder ငရုတ်သီးမုတ် salt စာဒီနေ့တော့ဒီလောက်ပါပဲခင်ဗျအခုကြည့်နေတဲ့တငယ်ချင်းတွေကရောအကုန်လုံးတည်ပြီးသားလားဒါမှမဟုတ်ဒီ10မျိုးတွေကနေပြီးဆိုအစ်စ်ဘယ်နှမျိုးထပ်တိလိုက်ရလဲဆိုတာကိုကိုမမမှန်ခဲ့ပြပါအောင်ခင်ဗျ